သာသွားဖို့အတွက်အဝတ်စားတွေတားကြိုက်တာသွားကြွေးသွားခဏနေပါယူတယ်နော်ဟုတ်အော်အေးဒီဟွာလေးချောင်းသာလဲသွားမယ်ပြီးတော့အမတို့နောက်လာတွေတခြားခီးစင်တွေလည်းရှိလို့သူတို့အရွယ်ဝတ်တွေလေနော်ရှိရနော်ဒါတွေလည်းဒီရပဲဝယ်ရလေဟုတ်Vietnam baby ဟိုးစိတ်မှာဆိုရင်မွေးကာစ newborn လေးတွေကနေစပြီးတော့အသက်73နှစ်14နှစ်15နှစ်16နှစ်ပေါ့နော်အပြိုအရွယ်လူပြိုအရွယ်လေးတွေအထိကိုမှဒီဇိုင်းပေါင်းစုံလင်စွာနဲ့ရှိပါတယ်ဒီ Vietnam baby ဟိုးစိတ်မှာဆိုရင်ဒီဇိုင်းပေါင်းက1000ကျော်တောင်ရှိတယ်ပေါ့နော်ချုပ်ရိုးချုပ်သားအရန်ကောင်းတယ်နောက်တစ်ခုက fashion လည်းအရန်ကြတယ်ဈေးလည်းအရန်တင့်တယ်ပြီးတော့ sticker တွေပါဆိုလည်းတကယ်မှအရန်ကောင်းတယ်နောက်တစ်ခုကကျတော့ဘာကောင်းတာလဲဆိုတော့ तू ကဒီဇိုင်းပေါင်းများစွာရှိရဲ့အတွက်ပေါ့နော်ပွဲတက်လာကိုယ်ကလေးတွေကိုဟိုတယ်ပွဲကိုခေါ်သွားမလားမင်္ဂလာဆောင်ပွဲကိုခေါ်သွားမလားဒီမှာရှိရဲနောက်ပြီးတော့ကျောင်းပွဲတွေပေါ့နော်အခုနောက်ပိုင်းကျောင်းပွဲတွေဆိုရင်ဟိုတယ်တွေမှာလုပ်ကြတယ်အဲ့လိုကျောင်းပွဲတွေအတွက်လည်းရှိရဲအဲ့လိုကျောင်းပွဲတွေမှာလုပ်တဲ့အခါကျရင်လည်းအဖွဲလိုက်ပေါ့နော်အစုလိုက်အတွက်ကိုအများကြီးပေါ့စင်တူတွေအဲ့ဒါကြီးလည်းအများကြီးရှိရဲနောက်တစ်ခုကကျတော့ birthday girl birthday boy ပေါ့နော်အဲ့လိုမျိုးအတွက်လေးလည်းရှိရဲပြီးတော့ခီးတွေပါသွားမယ်ဆိုရင်လည်း beach သွားမယ်အဝတ်အစားလားတခြားနေရာတွေကိုသွားမယ်အဝတ်အစားလားဒီနေရာမှာအကုန်လုံးရွေးလို့ရတယ်ပေါ့ဒါကြောင့် Vietnam baby ဟိုးစိတ်မှာဆိုရင်ဈေးလဲတင့်တယ်ချုပ်ရိုးချုပ်သားလဲမိုက်တယ် fashion ဘိုင်းဆိုင်ရာမှာဆိုလဲအရန်ကိုမှကလေးတွေအတွက်ဆိုရင်ဟိုအရန်မီပြီးတော့ခစ်တောင်လွန်နေတယ်တချို့ဒီဇိုင်းတွေဆိုရင်ပေါ့နော်ဒါကြောင့်နိုင်ရှင်တို့ဆိုရင်လဲသားလေး2ယောက်အတွက်ဆိုရင် Vietnam baby ဟိုးစိတ်ကိုအမြဲတမ်းရွေးချယ်ပြီးတော့ဒီမှာပဲလာဝယ်ဖြစ်ပါတယ်ရှင့်ဒါကြောင့်လဲကလေးရှိရဲ့မိဘများပေါ့နော် Vietnam baby ဟိုးစိတ်မှာအများကြီးစိတ်တိုင်းကြတနေရာထဲမှာလာရွေးချယ်လို့ရပါတယ်ဆိုတဲ့အကြောင်းနိုင်ရှင်သတင်းကောင်းလေးပါချင်ပါတယ်မမဒါလေးရတော့ခုမှရောက်ထားဒီဇိုင်းတစ်လေးလေးမမနော်ကျန်တဲ့ဒီဇိုင်းလေးအများကြီးရှိသေးတယ်မမထောင်ချီပြီးတော့ရှိတယ်မမဟုတ်ကဲ့မမဒီဇိုင်းပေါင်းထောင်ချီရှိတယ်ဟုတ်ကဲ့မမမိုက်မမစိတ်ကြရွေးကြည့်လို့ရတယ်မမအေးနော်ဒါလေးဆိုချောင်းသားတို့ကတော့အစင်နေလိုက်တယ်နော်ဟုတ်တယ်မမပြီးတော့အသားလေးတွေကလည်းအေးတယ်ဆိုတော့မိုက်ဒါသားလားဒါကကြတော့အကြီးလေးနဲ့ရသားကြီးဆိုင်ဒါလေးကအငယ်လေးမမတို့အစင်တူပဲပြီမလေးနော်ဟုတ်ရတယ်မမဒါသားလေးလားခလေးကတ်ကြည့်မယ်ခလေးကတ်ကြည့်မယ်ဒီဘက်လဲပါဦးဒီဘက်လေးလဲလိုက်ပါခလေးကတ်ကြည့်မလို့ဟုတ်တယ်အားဆိုရင်ဒီဟာလေးတွေကကျွေးလိုက်ပြီနော်အော်ဒီမှာလည်းရှိသေးတယ်မဒီဇိုင်းတစ်လေးလည်းအများကြီးထပ်ရှိသေးတယ်မမလာအများကြီးပဲရပါပြီနော်နုနိုင်တားခုအိးတွေဘယ်ရောက်ဝယ်ရလဲဒီကဟိုကြီးအကျယ်ကြီးပြောပါဦးဒီကဟိုကြီး